ဘယ်ချိန်နေဖုန်းပြောပြလဲ ကျွန်တော်ချီးပါသေးပေါက်လုပ်တဲ့ချိန်တော့သူနဲ့ပြောပြပါတယ်အခုကျွန်တော်ဂိမ်းလေးကူးပြပါဗျာ အေးညီလေးတော့မင်းမျက်နှာလည်းမကောင်းပါလား ဟုတ်တယ်ကိုရကျွန်တော်ကောင်မလေးကကျွန်တော်ထားသွားလို့ ဟမ်ဘလို့ဖြစ်ရမင်းကြည့်ရတယ်တော်တော်စိတ်ညစ်နေတဲ့ပုံပဲမင်းကောက်ပါလေတကယ်ချစ်တာပဲလား ချစ်တာပေါ့ကိုကကျွန်တော်တနည်းအောင်ဂိမ်းထောင်နေရမှာအားလို့လေအဲ့မှာအားတဲ့ကြားရကနေသူနဲ့အတူတူဖုန်းနေပြောပြီးအချိန်တော်တော်များများဖြတ်တန်းလာခဲ့တာပေါ့ကိုရ ဘယ်ချိန်နေဖုန်းပြောပြလဲ ကျွန်တော်ချီးပါသေးပေါက်လုပ်တဲ့ချိန်တော့သူနဲ့ပြောပြပါတယ် ကြည့်ပါသေးပါလောက်တဲ့ချိန်ဟုတ်ကြံတဲ့အချိန်ရအောင် ကျန်တဲ့ချိန်ကကျွန်တော်နေခင်းဘက်ဆိုကောင်တာပြည့်ရတယ်လေ ဩအဲ့ဆိုရင်ညဘက်ကျမှပြောတာပေါ့ ညဘက်ကျလည်းကျွန်တော်မိုဘိုင်းလေးချက်ဆော့ရသေးတယ်ဗျကျွန်တော်နဲ့အတူတူဆော့တဲ့သူကညဘက်မှာအားလို့ပါ ဩဂိမ်းဆော့ပြီးတဲ့အချိန်ကျမှပြောတာ ကျွန်တော်ဂိမ်းဆော့ပြီးတဲ့အချိန်ဆိုလည်းမနေ့၄နာရီလောက်ကထိုးနေအဲ့ချိန်ကျသူအိပ်ပျော်နေပြီဆိုတဲ့စိတ်လေးနဲ့ကျွန်တော်ဖုန်းမဆက်ခဲ့ပါဘူးဗျ ကဲဟုတ်ပါပြီအဲ့ဆို anniversary နေ့ကြတော့မင်းတို့ဘယ်သွားလဲ အဲ့ဒီနေ့ကျရင်ကျွန်တော်ဂိမ်းတိုင်မှာဂိမ်းခွေသွားဝင်တော့သူလိုက်ပေးတယ်ဗျပုံမှန်ခုလိုဂိမ်းလာကူနေကြဆိုတော့သူပါနေကြတော့ကိုခုတော့သူမပါတော့ အေးပါကွာမငုံပါနဲ့မငုံပါနဲ့မင်းကလည်းမင်းကရောသူ့အတွက်ဘာလဲဆောင်မမွယ်ပေးဘူးလား ဝယ်ပေးတာပေါ့ကိုကသူ့ရဲ့ဘက်ကြီးမှာ RP 100ပြည့်သွားအောင်ကျွန်တော်မှ UC တွေထည့်ပေးလိုက်ရတာကိုက ဟောမင်းကောင်မလေးကမင်းနဲ့တူဂိမ်းလေးဆော့တာပေါ့ မဟုတ်ဘူးဗျကျွန်တော်စော်ခိုင်းလို့သာစော်ရတာသူကတိတ်မစော့တယ်နောက်ပိုင်းကျကျွန်တော်နဲ့တူလိုက်မစော့တော့ပါဘူးကိုက ဟောဟုတ်လားဘာလို့ तू မဆော့တတ်တော့လို့လား မဟုတ်ဘူးကိုကသူပြစ်မဲ့ဘောကိုကျွန်တော်လွတ်ပစ်လိုက်လို့တဲ့ ကဲပါထားပါတော့မင်းသူနဲ့ပတ်သက်ပြီးတော့ဘာအနာဂတ်ပလန်မှမရှိဘူးလား ရှိတာပေါ့ကိုကကျွန်တော်ကသူ့ရောသူ့မိသားစုရောဂုံရောအောင်ကျွန်တော်ကသူတို့အိမ်ပိုက်ပြီးတော့တောင်းမှာ ဟာပတ်စံလေးပိုက်ပြီးတော့တောင်းပါလား မဟုတ်ဘူးလေကွာဝန်လင်းချမ်းကပေးတဲ့ ambient fly ကိုပိုက်ပြီးတောင်းမှာ ဟမ် ဟုတ်တယ်လေကိုကျွန်တော်တို့အနာဂတ်တောက်ပါရဆို तू မရွေးချယ်ခဲ့ရ तू မှားတယ်မလားဟုတ်တယ်မလားကို तू လည်းမမအောင်မင်းလည်းမမအောင်မင်းပြီးတော့ငါပဲမှားတာဟေး